McLaughlin အနေနဲ့ကတော့ခုလောလောလတ်လတ်လွတ်မြောက်နေသေးတယ်ဒါတရားခံမဟုတ်တော့ညာလဲပဲပေါ့နော်လွတ်မြောက်နေသေးတယ်ဒါပေမဲ့ခုနကျွန်တော်ရှေ့မှာပြောခဲ့လို့တယောက်ယောက်ကဒါလက်သေးချလိုက်မယ်ဆိုရင်တော့ဒါသူ့အနေနဲ့ကတော့ဒါကစားသမားဘဝကတော့မှအနားယူသွားနိုင်ရတယ်အနေအထားမျိုးတော့ရှိတယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ် Fioris ကဒါနောက်မှာပေါ့နော်သူ့အရင်ကစားသမားရှိတယ်ဗျာအီတလီဒါ site back ကစားသမားတယောက်ရှိတယ်ဒီကစားသမားလည်းဒီကုမ္ပဏီရဲ့ဒါ service ကိုယူခဲ့တယ် service ကိုယူခဲ့တဲ့အချိန်မှာဒါအသက်အရွယ်16နှစ်မပြည့်သေးတဲ့ကောင်မလေးတယောက်နဲ့ဒီလိုမျိုး service ကိုအသုံးပြုခဲ့တဲ့အတွက်ကြောင့်လို့ခုချိန်မှာလက်ရှိမှာပေါ့နော်ဒါတရားဥပဒေရရင်ဆိုင်နေရတဲ့အနေအထားဖြစ်တယ်ပေါ့နော်အဲတော့ series နဲ့အခြားကစားသမားတွေဒါစုစုပေါင်း50ကျော်လောက်အထိကတော့ဒါလောလောဆယ်မှာဆက်လက်ပြီးတော့မြင်းမြန်းစစ်ဆေးခြင်းတွေကိုခံနေရတယ်ခုချိန်မှာဒီသတင်းရလဲဒါအီတလီမှာလုံးဝကိုဒါ heavy သတင်းတစ်ခုအနေနဲ့ဖြစ်ပေါ်နေတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ live နဲ့ channel ကကျွန်တော်လီဝါနဲ့အားလုံးနှုတ်ခွန်းဆက်သလိုက်ပါတယ်ခုလက်ရှိဒါအီတလီ social media မှာပေါ့နော်သတင်းကြီးနေတဲ့VIP သတင်းတစ်ပုဒ်ဖြစ်ပေါ်နေရပေါ့နော်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါ site back ကစားသမား Clafiori လဲပါဝင်ပတ်သက်နေရပေါ့နော်ဒီလိုပတ်သက်နေတဲ့အတွက်ကြောင့်လို့ခုချိန်မှာ Clafiori အနေနဲ့ဒါစစ်ဆေးမှုခံယူထားတဲ့အနေအထားလည်းရှိရပေါ့နော်ဒီအပေါ်မှာဒါကျွန်တော်တို့ရဲ့အားကစားအာဆင်နယ်ပရိသတ်တွေအနေနဲ့လည်းစိုးရင်ရီမက်ကမြင့်တက်နေရပေါ့နော်ဒါပေမဲ့လည်းဟိုသတင်းကိုဖတ်ကြည့်လိုက်တဲ့အခါမှာပေါ့နော်ဒါတကယ်အမှန်တရားကဘာလဲနောက်ကျ Clafiori ကတကယ်ပဲအဖမ်းခံရတော့မှာလားအားလုံးကဒါကွဲရမှာဘာတွေဖြစ်ပျက်ခဲ့ကြတာလဲပေါ့နော်ဒါကိုဒီကနေ့မှာတော့ဒါထူးခြားတဲ့သတင်းခဏအနေနဲ့ကျွန်တော်အနေနဲ့ဒါတင်ပြခြင်းတယ်ပေါ့နော်ဆိုတော့ဒီကောလာဟာလာတွေမစတင်မဖြည့်ရှင်းခင်မှာအရေးကြီးတဲ့အချက်လက်အမှန်တွေကိုတော့ဒါအရင်ဆုံးကျွန်တော်အနေနဲ့ရှင်းပြခြင်းတယ်ပေါ့နော်လက်ရှိအချိန်ထိဒါအီတလီလက်ရွေးစဉ်ကလာဖီရိုရီဟာဒါကမ္ဘာ့ဖလားမှာလည်းတွားရောက်မကန်ခဲ့ရဘူးပေါ့နော်သူ့အနေနဲ့ပါဝင်ခွင့်မရခဲ့ဘူးနောက်ကျတော့အခုအမှုတစ်ခုကိုရင်ဆိုင်နေရတယ်ပေါ့နော်ဒီအမှုကိုရင်ဆိုင်နေရတဲ့အချိန်မှာသူက suspect ဒါဟိုတရားခံအနေနဲ့ဟိုရင်ဆိုင်နေရတာမျိုးမဟုတ်ဘဲနဲ့ဒီပြစ်မှုတွေမှာပါဝင်လားမပါဝင်လားဆိုတာကနောက်မှာပေါ့နော်ဒါ तू ကတက်သေးအနေနဲ့တွားပြီးတော့ weakness point ပေါ့နော်တက်သေးထွက်ဆိုနေရတဲ့အခြေအနေမျိုးနဲ့ခုချိန်မှာစုံစမ်းစစ်ဆေးမေးမြန်းမှုတွေကိုခံနေရတယ်ပေါ့နော်ဒါကဘာလဲဒီကောလာဟာလာတွေကဘာလဲဆိုရင်ခုချိန်မှာမီဒီယာတွေအဆက်မပြတ်သုံးနှုံနေတဲ့ e-sport ဒါ service ဆိုတဲ့ကိစ္စရပ်ပဲဖြစ်တယ်ပေါ့နော်ဒီ e-sport service ဆိုတာလည်းပါလေ e-sport service ဆိုတာအလွယ်ပြောရရင်တော့ဒါအခကြေးငွေပေးပြီးတော့လူတစ်ယောက်ကိုကိုယ့်ရဲ့ဒါအဖော်အဖြစ်ငှားရမ်းတဲ့ဝန်ဆောင်မှုဖြစ်တယ်ဒါကတော့ကမ္ဘာတစ်လွှားမှာတော့ရှိရဒါဖွံ့ဖြိုးတိုးတက်တဲ့ဒါနိုင်ငံတွေမှာဆိုဒီ e-sport serviceဆိုတဲ့ဒါ service တွေရှိတာတော်တော်များများလည်းသိလောက်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်တယ်ခုဒီအီတလီမှာဆိုတော့ဒီ e-sport service ကဒါအဖြူနဲ့အမဲဆိုပြီးတော့ဒါနှစ်မျိုးရှိရပါတော့နှစ်မျိုးရှိရဆိုတော့ပထမတစ်မျိုးကတော့အဖြူဆိုတော့ဒါတရားဝင်တဲ့ e-sport ဒါ service ပေါ့နော်နောက်တစ်မျိုးကတော့ဒါတရားဝင်တဲ့ e-sport service ဒီလို service ကိုလုပ်တဲ့ဥစ္စာတရားဝင်တာကဘာလဲဆိုတော့အခကြေးငွေပေးပြီးတော့ဒါငှားရမ်းတာပေါ့နော်ဒီလို agency တွေလည်းဒါအီတလီနိုင်ငံမှာရှိရပေါ့နော်ငှားရမ်းတယ်ဟိုထားလိုက်ပါတော့ဒါလူမျိုးကြီးတယောက်ကဒါတွားပြီးတော့မိတ်ဆွန်စားပွဲတစ်ခုမှာတွားရမယ်တကယ် VIP ပွဲကိုတွားတော့မယ်ဆိုသူ့မှာအဖော်မရှိရင်ဒီ escort service ဒီ agent တွေစီမှာတွားရောက်စုံစမ်းတယ်စုံစမ်းပြီးတော့သူနဲ့ live permit ကောင်မလေးကိုဒါဒီ agent ကနေပြီးတော့လွှတ်ပေးရပါတော့တခါတည်း agent feed ဒီပိုင်းအကုန်ရှင်းပြီးသွားပြီဆိုတာနဲ့ဒီကောင်မလေးလွှတ်ပေးတယ်လွှတ်ပေးပြီးတော့အချိန်တိုင်းအပိုင်းအခြားနဲ့ဒါငှားရင်အသုံးပြုရတဲ့ပုံစံမျိုးပေါ့နော်ဒီ escort service ရဲ့နောက်ွယ်ကတော့ပြောရမယ်ဆိုရင်တော့ဒီထက်ပုတ်ရှုပ်ထွေးရဲ့ကိစ္စရပ်တွေကတော့အများကြီးရှိတယ်ကျွန်တော်ဒီလောက်လေးပဲလောလောဆယ်နားလည်အောင်ရှင်းပြလိုက်မယ်ပေါ့နော်ကဲတရားမဝင်တဲ့ဥစ္စာကြတော့ဘာဖြစ်လဲဆိုတော့သူတို့ကဒီ agency တွေကိုဒါထောင်ထားပြီးတော့တရားဝင်မှတ်ပုံတင်ထားခြင်းမရှိဘူးဒီနောက်ွယ်မှာဒါအသက်မပြည့်သေးတဲ့ကလေးငယ်တွေကိုလိမ်မိုင်းဆိုင်ရာစော်ကားတာတွေဟိုကြတော့ဒါလူကုန်ကူးတာတွေဒီလိုကိစ္စရပ်တွေပါတယ်ဆိုတော့ဒီ Clafiori နဲ့ဘယ်လိုပတ်သက်လဲဆိုတာကိုဆက်လက်ပြီးတော့နားထောင်ကြည့်လိုက်ပါဦးနော်Clafiori ရဲ့အကြောင်းကိုစပြီးတော့ကျွန်တော်တို့မပြောခင်ဒီအမှုကဘယ်လိုစတင်ဖြစ်လာတာလဲဆိုတော့ကျွန်တော်ဒီနောက်မှာချက်ပြောချင်တယ်အစပိုင်းမှာတော့ဒါအီတလီမီဒီယာတွေကဒါအမည်မဖော်လို့တဲ့ဒါကုမ္ပဏီတစ်ခုလို့ပဲသုံးလုံးခဲ့ကြပြီးတော့အဲ့ဒီနောက်ပိုင်းမှာဒါ2026ပေါ့နော်ဒါဇူလိုင်6ရက်နေ့မှာတော့average သတင်းတွေရပါတော့အီတလီရဲ့ယုံကြည်စိတ်ချရတဲ့သတင်းဌာနတစ်ခုကနေပြီးနာမည်ကိုဒါပေါ်တင်ပဲချပြခဲ့တယ်အဲ့ဒီကုမ္ပဏီကတော့ဒါမာလီနာဆိုတဲ့ကုမ္ပဏီပဲဖြစ်တယ်အီတလီရဲ့ဟိုပါပေါ့နော်ဟိုကုမ္ပဏီ agents တစ်ခုဖြစ်တယ်ပေါ့နော်ဒီ e-sport agent ဖြစ်တယ်ဒီကုမ္ပဏီကဒါပြန်မြို့မှာခြေစိုက်ထားရပေါ့နော်ဒီဒါ event ပွဲတွေကို management လုပ်တဲ့ကုမ္ပဏီတစ်ခုဆိုပြီးတော့ဒါတရားဝင်ဟိုဖွင့်လှစ်ထားတဲ့ကုမ္ပဏီပေါ့နော်ဒီကုမ္ပဏီကနောက်ပိုင်းမှာဘာတွေလုပ်လာလဲဆိုတော့ဒီ series ရဲ့ဘောလုံးသမားတွေနောက်ကျနာမည်ကြီးအားကစားသမားတွေနောက်ကျတော့ VIP customer တွေဒီ customer တွေကိုဒါ luxury hotel တွေမှာဒါပါတီပေးတာတွေကိုသူတို့ကဦးစီးပြီးတော့ဒါကျင်းပပေးတယ်ပေါ့နော်ဦးစီးလောက်ကင်ပေးတယ်နောက်ပိုင်းဘာဖြစ်လာလဲဆိုတော့နာမည်ကြီး night club တွေနဲ့ဒါတီးတဲ့ private room apartment တွေကိုဒါဒီနောက်ွယ်မှာလှည့်ဝက်ဆိုတာသူတို့အဲ့လိုမျိုးဟိုဖွင့်လှစ်လာတယ်ပေါ့နော်အဲ့ဒါကိုဘာခေါ်လဲဆိုတော့ဒါသူတို့ခေါ်တာတော့ all inclusive လို့ခေါ်တာပေါ့နော်အရာအားလုံးအပြီးစီးဆိုတဲ့ဥစ္စာမျိုးပေါ့ခုလူတယောက်ကဒီတဲကိုဝင်သွားပြီဆိုမိမလားကြိုက်တာဟိုဟာကြိုက်တာအကုန်ပါပေါ့ဗျာသိလား all inclusive ဒီတဲကိုဝင်သွားပြီးွားပြီဆိုတာ ਨੇ ဒါနိဗ္ဗာန်ပုံလို့အဲ့လိုတတ်မှတ်လို့ရတဲ့လောက်ထိကိုသူတို့ကဒီလို VIP customer နဲ့ဒီ series တွေဘောလုံးသမားတွေကိုအဲ့လိုမျိုးဝန်ဆောင်မှုပေးတာပေါ့ဒီလုပ်ငန်းတွေမှာဒီကုမ္ပဏီကပတ်သက်လာတယ်ခုဒီကုမ္ပဏီကလည်းခုချိန်မှာဒါတရားရင်ဆိုင်နေရတဲ့အခြေအနေဖြစ်တယ်စုံစမ်းစစ်ဆေးမှုတွေရတာတန်တရားများစွာရှိတဲ့ဒီဟွာတွေကိုတွေ့ရပေါ့နော်တက်သိကံပစ္စည်းကိုတွေ့တယ်နောက်ကြတော့အဲ့သူတို့စတင်ပြီးတော့တက်သိမိသွားတာတော့ဒီ package လို့ပြောလို့ရတဲ့
ဒီကျွန်တော်တို့ဟိုမီနူးလိုဥစ္စာမျိုးပေါ့အဲ့လိုဥစ္စာမျိုးစတင်ပြီးတော့တွေ့သွားတယ်အဲ့တွေ့သွားတဲ့အထဲမှာဒါ Calafiorius နာမည်လဲပါဝင်နေရမျိုးကိုတွေ့ရတယ်တွေ့ရတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့ကစားသမား Calafiorius ကိုဒါခေါ်ပြီးတော့ဒါစစ်ဆေးမင်းမြန်းတာပေါ့နော်စစ်ဆေးမင်းမြန်းတဲ့အချိန်မှာဒါ Calafiorius ကသူ့အနေနဲ့ဒီကိုတွားခဲ့တယ်နောက်ကျတော့ဒီ Escort ဒါ service ကိုလည်းသူကအသုံးမပြုခဲ့ဘူးသူတွားခဲ့တာဒါသူ့ရီးစားနဲ့အတူတွားခဲ့တယ်ဆိုပြီးတော့သူကတော့ရှောက်လဲချက်ပေးထားတယ်ပေါ့နော်ရှောက်လဲချက်ပေးထားတဲ့အချိန်မှာဒါတစ်ဖက်ကလည်းစစ်ဆေးမင်းမြန်းတယ်ဒီမှာဘယ်သူတွေပါဝင်နေလဲနောက်ကျတော့ဒီလိုကိစ္စရက်တွေရှိလားမရှိလားဆိုတာကိုတော့ Calafiorius ကိုမေးတယ် Calafiorius ကဘာဖြစ်ခဲ့တယ်လဲဆိုတာတော့ဒါသတင်းမှာဘာမှဖော်ပြထားခြင်းမရှိဘူးခုလက်ရှိမှာတော့ဒီကုမ္ပဏီကဒါအဓိကလက်သည်တွေလို့ယူဆရတဲ့ Emmanuel ဒါ Badeni နောက်ကျတော့ Darbus Rochi နဲ့Rochi တို့ကိုပြုတ်ပြီးတော့စစ်ဆေးမှုတွေစတင်လှုပ်ဆောင်နေလို့ကျွန်တော်အနေနဲ့သိရတယ်ဒီညမှာမေးစရာရှိရဒါဆိုရင် Calafiorius ကဘာလို့ပါဝင်နေရလဲဆိုရင်မေးစရာဖြစ်လာလိမ့်မယ်ပါဝင်နေဆိုတာကသူကဒီကိုတွားခဲ့တယ်သူကောက်မာလေးနဲ့သူတွားခဲ့တယ်တွားပြီးတော့သူ့ရဲ့အချိန်တွေသူရောက်တဲ့အချိန်တွေသူပြန်တဲ့အချိန်တွေကိုသူပြောခဲ့တယ်ပေါ့နော်ပြောပြတဲ့အချိန်မှာဒီ CCTV မှတ်တမ်းတွေနောက်ကျ phone record တွေနောက်ကျ history ကိုကြည့်လိုက်တဲ့အချိန်မှာလဲသူပြောတဲ့အတိုင်းပဲတကယ်ကိုဖြစ်နေတယ်အဆိုတဲ့အတွက်ကြောင့်မို့ဒါခုချိန်မှာတော့သူကတော့ဒါပြန်လဲပြီးတော့လွတ်နေရပေါ့နော်ပြန်လဲပြီးတော့လွတ်နေရဒါပေမဲ့တစ်ချိန်မှာဒါသူ့ကိုလက်သေးချလိုက်မလားဆိုပြီးတော့ပြည်သက်တွေအနေနဲ့ကစိုးရိမ်ကြီးနေရပေါ့နော်စိုးရိမ်စိတ်ဖြစ်နေရပေါ့တကယ်လို့တရားရောက်ကဒါဒီထဲမှာမပါဝင်တာတော်ညာလဲပဲတရားရောက်ကနေပြီးတော့လက်သေးချလိုက်ခဲ့သည်ရှိတော့သူ့အနေနဲ့ဒါတရားရင်ဆိုင်ရမယ့်ကိစ္စရပ်ဖြစ်နေရပေါ့နော်ခုချိန်မှာဒီသတင်းကလည်းဒါအီတလီမှာလုံးဝကိုဒါ heavy သတင်းတစ်ခုအနေနဲ့ဖြစ်ပေါ်နေတယ်ဒီအချိန်မှာတော့ဒါကျွန်တော်တို့ကစားသမားပါဝင်ပတ်သက်နေတခုမပတ်သက်ဘူးလို့ဘယ်လောက်ပဲပြောပေါ့နော်ဒီ case ထဲမှာတော့အနည်းနဲ့အများပါဝင်နေတဲ့အတွက်ကြောင့်မလို့ဒါသူ့အနေနဲ့တော့ဟိုဖြစ်နေတာပေါ့နော်ကျွန်တော်တို့အသင်းအနေနဲ့လည်းသူ့အပေါ်ကိုစိုးရင်စိတ်တွေမြင်မာနေရပေါ့နော်နောက်ကျတော့ဒီ case ကိုတွားပြီးတော့စုံစမ်းလိုက်တဲ့အချိန်မှာလည်းဒီကုမ္ပဏီကတကယ်လည်းအဲ့လိုမျိုးပုံစံမျိုးတွေတကယ်လုပ်နေတယ်အခုသူဒါ Calafiorius ကဒါနောက်မှာပေါ့နော်သူ့အရင်ကစားသမားရှိတယ်ဗျာအီတလီဒါ site back ကစားသမားတယောက်ရှိတယ်ဒီကစားသမားလည်းဒီကုမ္ပဏီရဲ့ဒါ service ကိုယူခဲ့တယ် service ကိုယူခဲ့တဲ့အချိန်မှာဒါအသက်အရွယ်18နှစ်မပြည့်သေးတဲ့ကောင်မလေးတယောက်နဲ့ဒီလိုမျိုး service ကိုအသုံးပြုခဲ့တဲ့အတွက်ကြောင့်မို့ခုချိန်မှာလက်ရှိမှာပေါ့နော်ဒါတရားဥပဒေရရင်ဆိုင်နေရတဲ့အနေအထားဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီကောင်မလေးကတော့ဒါဒီကစားသမားကိုပေါ့နော်ဒါဆွဆွဲထားတာရှိတယ်သူ့ကိုဒါပတ်စံပေးပြီးတော့ဒါမကောင်းတဲ့ဒါလိန်ကျွန်းတယောက်အနေနဲ့သူ့ကိုဆက်ဆံနေဆိုပြီးတော့ထွက်ဆိုထားတဲ့အတွက်ကြောင့်မို့ဒီကစားသမားတော့ဒီနွန်ထဲကနေပြီးတော့ရုံးထွက်နိုင်မယ်လို့မတင်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ခုအချိန်မှာဒီသတင်းဒီကုမ္ပဏီပေါ့နော်သူ service ယူခဲ့တဲ့ကုမ္ပဏီကလည်းလုံးဝကိုဒီတရားမဝင်နီးလန်းနေနဲ့ဒါအလုပ်လုပ်နေရဆိုတာအားလုံးကဒါစုံစမ်းစစ်ဆေးအဖွဲ့တွေသိရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီကစားသမား Calafiorius အနေနဲ့ကတော့ခုလောလောလတ်လွတ်မြောက်နေသေးတယ်ဒါတရားခံမဟုတ်တော့ညာလဲပဲပေါ့နော်လွတ်မြောက်နေသေးတယ်ဒါပေမဲ့ခုနကျွန်တော်ရှေ့မှာပြောခဲ့လို့တရားရောက်ကဒါလက်သေးချလိုက်မယ်ဆိုရင်တော့ဒါသူ့အနေနဲ့ကတော့ဒါကစားသမားဘဝကတော့မှအနားယူသွားနိုင်ရတဲ့အနေအထားမျိုးတော့ရှိတယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်ဟုတ်တော့ညာလဲပဲဒါသူ့ရဲ့ရှေ့နေတွေသူ့ရဲ့ဒါmanager ကြီးပြောတာတော့သူကတော့ဒီ case ထဲမှာလုံးဝပါဝင်ပတ်သက်မှုမရှိဘူးဆိုပြီးတော့ဒါ100%ပေါ့နော်ဒါအာမခံထားတယ်အသင်းဘက်ကိုလည်းဒါဝန်ခံဂတိတွေပဲအဲ့လိုမျိုးထိုးထားတယ်ပေါ့နော်ဒါချုပ်လိုက်ရရင်တော့ဘာပဲဖြစ်လက်ရှိ2026ဇူလိုင်6ရက်နေ့ဒါရရှိတဲ့အခြေအနေရဆိုရင်တော့ဒါစုံစမ်းစစ်ဆေးမှုတွေကတော့အချိန်အကုန်နဲ့ဒါအစိုးရဘက်ကနေပြီးတော့လုပ်နေတယ်နောက်ကျ Calafiorius အပေါ်မှာလည်းဆိုချက်တွေကမရှိသေးသလိုသူဟာတက်သေးအဖြစ်ပဲရှိသေးတယ်ဆိုတဲ့အနေအထားမျိုးနောက်ကျရှင်းနေဘက်ကလည်းဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဒီအမှုနဲ့ပတ်သက်ပြီးတော့အာမခံထားတဲ့ကိစ္စရပ်တွေရှိတယ်။ဒါကြောင့် series နဲ့အခြားကစားသမားတွေဒါစုစုပေါင်း50ကျော်လောက်အထိကတော့ဒါလောလောဆယ်မှာဆက်လက်ပြီးတော့မင်းမြန်းစစ်ဆေးခြင်းတွေကိုခံနေရတယ်။ဒီတော့ဒါကွင်းထဲမှာခြေစမ်းပြနေတဲ့ကျွန်တော်တို့ဒီကစားသမားကွင်းပြင်မှာကပါတီကိစ္စရပ်တွေနဲ့ဒါအရှုပ်ရှင်းကိစ္စရပ်တွေကြောင့်ဒါအသင်းအနေနဲ့ကျွန်တော်တို့ပြည်သက်တွေအနေနဲ့ကနည်းနည်းဒီကစားသမားပေါ်တော့အာရုံနောက်ဆက်ရအနေထားတစ်ခုအနေနဲ့တော့မြင်တာပေါ့နော်ဒီလို case ကြီးမှာပါနေရဆိုတော့ဒါကိုဒီကစားသမားအနေနဲ့ဘယ်လိုရုံးထွက်မလဲဆိုတော့ကျွန်တော်တို့ကတော့ဆက်လက်စောင့်ကြည့်ရမယ်သတင်းအမှန်တွေကိုဒါချက်ချင်းသိကျွန်တော်နောက်ပိုင်းသိရရင်လည်းသိရတယ်လို့အလင်းသိရင်လည်းသိတယ်လို့ကျွန်တော်အနေနဲ့တင်ဆက်ပေးပါမယ်ဒီသတင်းကတော့ဒါပါပဲဖြစ်ဒါကျွန်တော်တို့အသင်းပေါ်အများကြီးရိုက်ခတ်လာနိုင်တဲ့သတင်းဖြစ်တယ်တကယ်လို့ဒါ Calafiorius တယောက်တည်းဆိုကိစ္စမရှိဘူးတခြားသောကစားသမားတွေပါဝင်နေတယ်ဆိုရင်ဒါမိကိုကြွက်လျှောက်ကျွန်တော်တို့အသင်းအပေါ်ကိုဒါထိခိုက်လာနိုင်တဲ့အနေအထားမျိုးရှိရလို့ကျွန်တော်အနေနဲ့သုံးသပ်တယ်အဲ့တော့ကြောင့်မို့ဒီသတင်းနဲ့ကျွန်တော်အသစ်တွေရခဲ့တယ်ဆိုရင်ကျွန်တော်လက်မိသလောက်လေးကျွန်တော်တင်ဆက်ပေးပါမယ်လို့ကျွန်တော်ဒီနေ့ပြောချင်ပါတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်ဒီနေ့ပဲနှုတ်ဆက်ခွင့်ပြုပါဒါကတော့ Calafiorius နဲ့ဒါလက်ရှိဖြစ်ပေါ်နေတဲ့ဒါအမှုကိစ္စအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြပေးသွားပါပဲဖြစ်ပါတယ်အဲ့တော့ကြောင့်မို့နောက်အာဆင်နယ်သတင်းတွေနဲ့တူကျွန်တော်ပြန်လာနိုင်အောင်ကြိုးစားပါမယ်အဲ့ကြောင့်မို့ကျွန်တော်တို့ဒီနားနေပြီးနှုတ်ဆက်ခွင့်ပြုပါအားလုံးချစ်တယ်ဗျ peace